Hello, okay, အားလုံးမင်္ဂလာပါကျွန်တော်တို့ရဲ့ဒီ ZMO video recap channel ကိုကြည့်ရှုနေကြတဲ့ကျွန်တော်တို့အမျိုးတွေကျွန်တော် video ဘယ်လိုထုတ်တယ်ပေါ့နော်ဘာတွေပြင်ဆင်ရလဲဆိုတာကိုပြောပြပါမယ်ဒါကတော့ကျွန်တော် APN key တွေပါ APN key တွေနော်ဒါကတော့ဆိုတော့ဒါကျွန်တော်အပိုင်းagree ရဲ့ me show ပေါ့ဒီအပိုင်းက25ပိုင်းရှိတယ်အခုပါ23ပိုင်းပြီးသွားပြီ24 25ထုတ်တော့နော်ဒါကိုကျွန်တော်ဘယ်ရှင်ကနေစထုတ်လဲဆိုလို့ရှိရင်ကျွန်တော်ပြောပြမယ်နော်ကျွန်တော်တို့မိတ်ဆွေတွေကြည့်ရှုရတာအပိုင်း1ကိုကြည့်ရှုဖို့အတွက်ဘယ်ရှင်ကစထုတ်လဲဆိုကျွန်တော်ပြမယ်နော်ဒီမှာအချိန်ကဒီမိနစ်3:29အခုကဒီမှာ6:33လေးရှိသွားပြီနော်Okay အဲ့ရှင်ကနေစထုတ်တော့ပါအပိုင်း25ပိုင်းမပြီးသေးဘူးပေါ့နော်23 24 25နှစ်ပိုင်းကျန်သေးတယ် Okay ကျွန်တော်ထုတ်ပြမယ်အဓိကတော့အကုန်လုံးလောက်ဆောင်သွားတာတော့ဟိုပါလေဒီ automation တော့ပါ AI နဲ့ပေါ့နော်ဒီကောင်းနဲ့လောက်သွားတာအမှ video recap Okay ဒါတော့ APN key ထည့်ရတော့မယ်ခဏလေးနော်ဒီပါထဲမှာခဏချထားလိုက်မယ်နောက်တစ်ခါဟိုမှာတွားယူရမှာဆိုလို့ Okay နောက်တစ်ခါ pass လုပ်မယ်ဒီမှာဝင်မယ် and 23ကျွန်တော်က23အပိုင်းပြီးပြီဆိုတော့24ပေါ့နော်我这妹夫不愧是能在人间当太傅的，而且又是文派之首，手段果然不凡。光子，玉京大帝才开创了北。ပိတ်ထားလိုက်မယ် Okay ဒီကောင်က16 size ဆိုတော့ကျွန်တော်16 9နဲ့ပဲလောက်လာတယ်တောက်လျှောက်ဟောပါလေဘေးနားဟာတွေမမြင်ရမှာဆိုလို့ပေါ့နော် Okay 16 9ထည့်လိုက်မယ်ပြီးရင်တခါတလေကျွန်တော်ဆက်ပူလာတယ်အခုတော်တော်လောက်ထားတယ်ဆိုတော့ resolution ကိုကျွန်တော်ချလိုက်မယ်ဒီနည်းနည်းလေးချလိုက်မယ်ပေါ့ Okay ပြီးရင် logo ထည့်မယ်အသံတော့မယူရတော့ဘူးကျွန်တော်အသံဒီ origin နဲ့အသံနဲ့ထားလိုက်တယ်တီထအသံနဲ့ပေါ့နော် Okay ဒီမှာ color ပြောင်းသွားတယ် color ပြောင်းသွားရင်ဒီမှာပြန်ပြီးတော့ off လိုက် origin နဲ့အသံပြန်ရမယ်ပြီးရင်ဒီမှာ water မှာထည့်မယ် water မှာအပိုင်းဘလောက်ပေါ့အပိုင်းက24ရောက်ပြီနော်24 Okay ဒါကဘေးနာပါလဲဟိုဒီ bound frame နဲ့ပေါ့နော် Okay ထုတ်လိုက်မယ်စတင်ပြီးတော့我这妹夫不愧是能在人间当太傅的，而且又是文派之。Okay အဲ့မှနေပြီးတော့ဘယ်လောက်ကြာလဲဆိုတာကျွန်တော်ပြမယ်နော်ဘယ်လိုတွေလောက်ရလဲဆိုတော့ခဏပြီးရင်ကျွန်တော်ဟိုအချိန်တော့နည်းနည်းဟို speed နည်းနည်းတင်လိုက်မယ်ဘာဖြစ်ဆိုဗီဒီယိုကတော်တော်လေးရှည်သွားမှာဆိုလို့ပေါ့နော် Okay Okay ဟုတ်ပြီဒါဆို screen ရထွက်လာပြီဗီဒီယိုအရှည်ကဘယ်လောက်ရှိလဲဆိုတော့6မိနစ်စာကိုလောက်ထားတာကျွန်တော်ကဗီဒီယိုအရှည် screen ရထွက်လာတော်တော်နည်းလို့ရှိရင်Okay မရတော့နည်းလို့ရှိရင်ကျွန်တော်ဘာလုပ်လဲဆိုရင်နောက်တစ်ခါပြန်ပြီးတော့ new update ပြန်လုပ်ရတယ်ဒီအပုပ်ကိုပဲပြန်ပြီးတော့တင်ရတယ်အခုကဒီဘာကြောင့် screen နည်းလဲဆိုလို့ရှိရင်သူ့မှာကဒီဇက်ကောင်တွေရဲ့စကားပြောတဲ့အခန်းတွေကနည်းနေတယ်ပြီးလို့ရှိရင်ဘာတွေရှိသေးလဲဆိုလို့ရှိရင်ဒီဟိုပါလေ music တွေဘာတွေရှိဟာလားအဲ့ဒါတွေကိုသူက automatic ဖြတ်တောက်ပလိုက်တယ်ဒီကောင်က Okay စက်ကြည့်အောင်မှာသူကedit လို့လည်းလုပ်နေသေးစတင်နေပါပြီဒါကိုကြော်လိုက်အောင်မယ်ကျွန်တော် speed တင်လိုက်မယ်ကြာမှာဆိုလို့ပေါ့နော်တော်တော်လေးကြာတယ်6မိနစ်လောက်ကြာတယ်ပေါ့နော်4မိနစ်5မိနစ်လောက်ကြာတယ်โอเคဟုတ်ပြီဒါဆိုရင်ပြီးသွားပြီပေါ့နော်ဒါဆိုပြီးသွားပြီ
ပြီးတော့ပြီဆိုတော့အောက်မှာဒီမှာဒီကောင်ကဟို after ဒီဘက် V4 ပေါ့နော်ကျွန်တော်ပြောတာမှားတယ် sorry ဒီဘက်မှာထုတ်ပြီးသားလာတယ်အဲ့ဒီမှာတခါကျွန်တော်ကပြန်စစ်နေရတယ်တဲ့3မိနစ်ကျော်ပဲကျန်တယ်6မိနစ်လောက်တာနော်3မိနစ်ပဲကျန်တယ်ဒီသူကနေပြီးတော့ AI နဲ့လောက်လိုက်တာစကားတွေနှစ်ခါတစ်ခါ3ခါပြန်လာတယ်အဲ့ဒါတွေရှိတယ်အဲ့ဒါတွေကဘာလဲဆိုလို့ရှိရင်ဒီပထမအပိုက်ဥပမာဆိုပါစို့23အပိုင်းရနေပြီးတော့ဟိုအပိုင်းလေးတွေကိုပြန်ပြီးတော့သူကပြန်ပြောတာတွေရှိတယ်ပေါ့နော်โอเคအဲ့ဒါတွေပြန်စစ်တယ်ကျွန်တော်ထစ်လာဟိုထစ်လို့ရှိရင်လည်းကျွန်တော်တို့ဒီကြည့်ရှုတဲ့လူကြီးမင်းတွေအနေနဲ့စိတ်မရှင်လန်းဘူးနော်အဲ့ဒါတွေပြန်စစ်တယ်ထစ်တယ်ဆိုလို့ရှိရင်ပြန်တင်ရတယ်ပေါ့โอเคလူကြီးမင်းတို့ကြည့်ဖို့အတွက်ပေါ့နော်ဒီဗီဒီယိုတစ်ပုဒ်ကိုကြည့်ဖို့လည်းကျွန်တော်တို့ဘယ်လိုပုံစံမျိုးလုပ်တယ်ဘယ်လို AI tool တွေနဲ့လုပ်သွားလဲဆိုတာကိုပြောပြနေတာပါโอเคဒါအဆင်ပြေပြီအဆင်ပြေသွားပြီဆိုတော့နောက်ထပ် new update ပေါ့နော် new update ဆိုတော့on API ပြန်ရနေပါပြီတဲ့ကျွန်တော်ကတော့တညလုံးမိုးနေပေါက်ချရတယ်ဟိုမှာဒီ website ရဲ့ပိုင်ရှင်ကနေပြီးတော့ဒီစာတန်းလေးတွေထိုးပေးရတယ် API key တွေတစ်ခါဟိုကြောင်နေတဲ့ဟာတွေရှိတယ်ပေါ့နော်အဲ့ဒါကြောင့်သူကထိုးပေးတယ်ကောင်းတယ်သူကဟို website ပိုင်ရှင်ကနေပြီးတော့လုတ်ပေးတယ်အဲ့လို okay အဲ့ဆိုရင်ကျွန်တော် Sona API key ပြန်ထည့်မယ်ပြီးရင်ဒီတိုင်းပဲထားမယ်24ပြီးပြီဆိုတော့25ပဲကျန်တယ်ပေါ့နော်နောက်ဆုံးပုတ်ဒီဟာကို16ကိုစိတ်ထားမယ် okay logo ထည့်မယ်မင်းနေဘယ်လောက်ရှိလဲကြည့်လိုက်မယ်ဒီကောင်က3မိနစ်ကျော်ပဲရှိတယ်เนาะနောက်ဆုံးဇာတ်သိမ်းပန်း okay ဇာတ်သိမ်းပန်းပြီးရင် water မှာကြီးသွားပြီlogo ကြီးသွားပြီဆိုတော့နည်းနည်း short ရဒီလောက်ဝတ်ထားလိုက်တော့အဆင်ပြေပါတယ် water မှာထည့်မယ်Okay, my friend it had him friend it heavy so okay lo my video ma computer CPU တွေပါတယ်နဲတယ်ဆိုလို့ရှင်920တိချလိုက်ပါမကာလာလို့ပြောင်းသွားတယ်အဲ့ဒါကိုပြန်ပြီးတော့ off လုပ် okay ထုတ်လိုက်တော့မယ်ပြရင်းနဲ့ okay ထုတ်လိုက်ပြီဒါအခုကနေပြီးတော့ဒီ Sona လို့ဟို error တွေမတဲတဲ့အချိန်နဲ့တိုးလို့ပေါ့နော်တခါတည်းတန်းပြီးတော့တပုတ်ဆိုတပုတ်တန်းရတယ်တခါကျွန်တော် CPU တွေဟို set တွေပါပူလာတဲ့အချိန်ဆိုလို့ရှိရင်တော့ဟိုဖြစ်သွားတယ်ပေါ့ဗာလဲ2ခါ3ခါ4ခါလောက်တော့ပြန်ထုတ်ရတဲ့အဆင့်ရှိတယ်ဒီတပုတ်ပေါ့နော်အဲ့လိုရှိတယ် okay ကျွန်တော် speed တင်လိုက်မယ်Okay ဟုတ်ပြီဒီမှာသူက automatic script ရေးတယ် script တွေကြာလာပြီအပိုင်းက3မိနစ်စာမှာဒီကောင်ဘယ်လောက်ဆို10မိနစ်ကျော်လောက်ပဲရှိမယ်ဒီ script ကအဲ့ဆိုမတင်ကြဘူးဟေးဆိုလို့ရှင်ပြန်ပြီးတော့တင်ရတယ်ဟိုအပိုင်းကဟိုဗာလဲတိုးနေတယ်ထင်လို့ရှင်ပေါ့နော်တိုးနေတယ်ဆိုလို့ရှင်အမှာ API key ပြန်ထည့်ဒီပြန်ပါဘူးပြန်စီရအောင်โอเคဆက်ငါဆက်လို့ရအောင်โอเคပြန်ပေါ်လို့ရတယ်ပြီးရင်လောကကြီးဒီမှာပါပါတယ်ပြန်တော့ပြန်နေပြန်တော့ပြန်တော့ဆက်Okay တွေ့လားscreen ရနေရှည်တယ်အစောနာထဲနဲ့ပိုရှည်သွားတယ်ပေါ့နော် Okay ဒီလောက်ဆိုတော်ပြီဟိုဘာဖြစ်ဆိုလို့ရှိရင်ကျွန်တော်အချိန်ကြာတယ်ပေါ့နော် Okay setting ပြီး record လုပ်နေပြီဒီဘက်မှာပေါ့နော် record setting လုပ်နေပြီ Okay ဟုတ်ပြီဒါဆိုပြီးသွားပြီပေါ့နော်သူကဒါဆိုပြီးသွားပြီဒါဆိုပြီးသွားပြီဆိုတော့အပိုင်း7သိန်းပိုင်းပေါ့ဒါ7သိန်းထိပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ match တွေကျွန်တော်တပါဆက်လုပ်ရအောင်မလဲဆိုလို့ရှိရင်အပိုင်းလေးပါနော်ခဏလေးကျွန်တော်ဟိုဟာ edit ပြန်လုပ်ဖို့ဘာဆိုရှင်ဒီတပိုင်း sorry ပါကျွန်တော်ကွန်စာပြီးတော့ plug ပလောင်ဖြစ်နေလို့ကွန်နေဖြစ်သွားပြန်ပြီဒီကောင်လေးကိုကျွန်တော်တို့ဒီတိုင်းကောက်တင်လိုက်မယ်ဟဲ့ဆိုလို့ရှိရင်ဟိုဖြစ်သွားမှာပေါ့ဘာလဲဆိုရင်ဒီမှာဘယ်နှမိနစ်ရှည်လဲ
10 minute 2 minute စာတော့အဲ့လိုဖြစ်သွားမှာပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ mic တွေကြည့်ရတာဖိပြက်တာပေါ့အဲ့ဒါကြောင့်ကျွန်တော်ကပြန်ပေါင်းမှာအကုန်လုံးကိုပေါ့နော်အပိုင်း25ပိုင်းထိ25ပိုင်းစလုံးကိုပြန်ပေါင်းမယ်ကျွန်တော်ကတ်နဲ့ပဲပေါင်းတယ်โอเคပြန်ပူးလိုက်တယ်ပေါ့တစ်ဆက်တည်းဖြစ်အောင်ပြန်ပေါင်းလိုက်တယ်ပေါ့โอเคဟုတ်ပြီဒီတိုင်းပေါင်းရင်တော့သူကဘာဖြစ်လဲဆိုကျွန်တော်ပြမယ်နော်နံပါတ်1အင်ထည့်မယ်အဲ့ဒီမှာပြဿနာတက်တာကဒီမှာပေါ့နော်ဒီလောက်ဆိုရင်သူကဒီ file တွေကဒီ website တွေကလာတဲ့အခါမှာဟိုတွေမဟုတ် mp4 file တွေမဟုတ်ဘူးเนาะသူ web file တွေ web file တွေဖြစ်တဲ့အခါမှာသူနောက်မှာအတန်တွေကျန်ခဲ့ပြီ mp4 file တွေမဟုတ်ဘူးပေါ့เนาะအဲ့ဒါကို mp4 တခါပြောင်းအောင်မယ်ဒီမှာထည့်လဲအဆင်မပြေဘူးပေါ့เนาะပြန်ပြည့်ဖုန်းသမားတွေဆိုလို့ရှိရင်လည်းဒီပြန်ပြီးတော့ဟိုကနေလောက်လိုက်ရပါတယ်ဟိုကျွန်တော်တို့ဒီထောက်ပြီးသား record တွေကိုကတ်တို့ဘာလို့နဲ့ mp4 ပြန်လောက်လိုက်ရင်ရတယ်နော်ဟိုပြန်ပေါင်းလိုက်နေရပါတယ် okay ခဏလေးစောင်းနော် speed တင်လိုက်မယ် okay ရပြီဆိုတော့ဒါတွေကိုကျွန်တော် mp4 ပြန်ပြောင်းအောင်မယ်ကြာမယ်နော်နည်းနည်း speed တင်လိုက်အောင်မယ်ကျွန်တော်ပဲရှင်းရလဲဘာ3နာရီမနေ့3နာရီနဲ့မနေ့3နာရီခွဲရနေအခု9နာရီထိုးပြီနော်ဒါတွေကျွန်တော်တို့အချိန်မီပေါ့ကျွန်တော်တို့ mic တွေဒီနေ့အလုပ်အားတယ်ဟာလားမနေ့မိုးလင်းပြီးတော့ record ကြည့်ရအောင်ပြီးထုတ်နေတာပေါ့နော်ပြောင်းပြီးသွားပြီဒီမှာစောနာတော့မမြင်ရတဲ့ဟာတွေအခုမြင်ရပြီပေါ့နော်မမြင်ရတဲ့ဟာတွေကျွန်တော်တော့ delete လုပ်ချလိုက်တယ်ရောက်သွားမြင်ရတဲ့ဟာတွေပဲကြံပေါ့ mp4 တွေစောနာပြောင်းလာတဲ့ဟာတွေ okay ဟုတ်ပြီဒါဆိုရင်ဒါတွေကိုကျွန်တော်ပြန်ပြီးတော့ထည့်မယ်ပေါ့နော်ပိုင်းစောနာနေပြီးတော့ဒီအစံပြန်နေတဲ့ဟာတွေမရှိတော့ဘူးပေါ့နော်ဟိုဘာလဲ format ပြောင်းလိုက်တော့โอเคအဲ့ဆိုရင်တနာရီနဲ့4မိနစ်ရှိတယ်ပေါ့နော်โอเคအခုမှ setting ထုတ်မယ်4K မဟုတ်ဒီမှာ 4K ပေါ့3.5ဆို 4K ပေါ့နော်အဲ့ဆိုကျွန်တော် speed တင်လိုက်မယ်တော်တော်ကြာမယ်လေကောင် okay အချိန်ကတော့တော်တော်ကြာတယ်နော်ဒီမှာသူစကားတကကျွန်တော်တို့ပါလဲလူကြီးမင်းတို့ကြည့်ရှုနိုင်ဖို့အချိန်ကတော့နည်းနည်းကြာတယ် 3GB တောင်ရှိရပါနော် 3GB 4GB ပေါ့ထုတ်လိုက်တာတနားကြော်ပဲကြာတဲ့ဟာကျွန်တော် resolution ကောင်းကောင်းလေးနဲ့ထုတ်တာပေါ့နော်လက်မင်းကြီးတွေရဲ့အစွမ်းထက်ဆုံးတိုက်ခိုက်မှုကိုတာမန်လူသားတယောက် okay ဒါဆိုတော့ပြီးသွားပြီတော်တော်လေးစောင်းလိုက်ရတယ်ပေါ့နော်တော်တော်လေးစောင်းလိုက်ရတယ် okay အဲ့ဆိုရင်ကျွန်တော်တို့လူကြီးမင်းတို့ကြည့်ဖို့အတွက်ကျွန်တော်တင်ရတော့မယ်တင်ရတော့မှဆိုတော့အဲ့ဆိုရင်အဆင်ပြေတော့ပြီနော် okay ဒီလောက်ပဲမတဲတဲ့ခါကြည့်လိုက်တော့ပေါ့နော် okay ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီလူကြီးမင်းတို့ကိုဘယ်လိုတွေဒါလုပ်ဖို့အတွက်ဘယ်လိုတွေဟိုဖြစ်ရလဲနောက် copyright မေးလာမမေးလာပြန်စစ်ဆေးရတယ်ပေါ့နော်မနေ့ကြာသေးအခုမှ95ဆိုတော့ဒါဆိုရင်လူကြီးမင်းတို့ရဲ့ဒီဗီဒီယိုတစ်ပုတ်ကြည့်ဖို့အတွက်ပေါ့နော်ဘယ်လောက်ကြီးအချိန်ပေးပြီးလုပ်ထားရတယ်ဒါတွေပေါ့နော်တစ်ခါတလေထိသွားတဲ့ဟာတွေရှိတယ်ပေါ့နော်
ထေသွားတဲ့ဟာတွေရှိတယ်ဟိုရှင်းတဲ့နောက်လည်းမကြီးဟာတွေရှိတယ်ပေါ့နော်ဒါတွေရောတော့နားလေးပေးစီချင်ပါတယ်နောက်ထပ်နေပြီးတော့ကျွန်တော်တို့ဒီလူကြီးမင်းတွေကိုယ်တိုင်ဟိုလောက်ပဲပေါ့နော်ကိုယ်တိုင် recap ထုတ်ခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီ website မှာဘာမှ secret လည်းရေးစရာမလိုဘာမှလုပ်စရာမလိုပဲနဲ့ထုတ်လို့ရတဲ့အကြောင်းလည်းပြောချင်ပါတယ်နောက်တစ်ခုကနေပြီးတော့ဒီမှာဆိုလို့ရှိရင်လမ်းညွှန်လိုက်ပါတယ်โอเคကိုကနေပြီးတော့ဒီဗီဒီယိုတွေအရှိဖြစ်နေတယ်အဓိကတော့6မိနစ်စာပဲဖြတ်ပေါ့နော်ကျွန်တော်ဆို6မိနစ်စာပဲဖြတ်တယ်ကျွန်တော်ဆို6မိနစ်စာပဲဖြတ်တယ်မနော်တပုတ်ကိုအမှ6မိနစ်စာဖြတ်တယ်ပြီးလို့ထင်ထုတ်တယ်ပေါ့နော်ဒီလိုလုံးမတဘူးဟေးဆိုလို့ရှိရင်ဒီမှာဗီဒီယို recap ဗီဒီယို3ဆွဲနေဆိုတာရှိတယ်ပေါ့နော်အဲဒီမှာကြည့်လို့ရတယ်အကုန်လုံးဘာသာပြန်လောက်နေဘာသာပြန်ဗီဒီယိုလောက်တဲ့အကုန်လုံးရှိရပေါ့နော်အဲဒီမှာအကုန်ကြည့်လို့ရတယ်ဟိုအဓိကနေပြီးတော့ကျွန်တော်တို့ဒီ website ကိုသုံးမယ်ဆိုလို့ရှိရင်တော့ဒါကိုအရင်ကြည့်ဖို့အရေးကြီးတယ်ပေါ့နော်ဘယ်လိုထုတ်ရလဲဘယ်လို ABN key တွေသုံးရလဲဒါတွေအကုန်ရှိတယ်ပေါ့နော်โอเคအားလုံးပဲဝါသနာရှင်တွေလည်းဒီမှာလာထုတ်လို့ရတယ်ပေါ့နော်မလန့်ညောအဓိကတော့ဒီပိုကျွန်တော်ကတော့ဒီဝယ်သုံးထားတာပေါ့နော်တစ်လောက်ကိုဈေးဘယ်လောက်မှမရှိဘူးဆက်သွယ်မယ်ဆိုလို့ရှိရင်ဒီမှာ contact ဒီမှာ Facebook Telegram ကြိုက်တဲ့ဟာဆက်သွယ်ပေါ့နော်โอเคကျေးဇူးတင်ပါတယ်ကြည့်ပြီလို့ဝါသနာပါလို့ရှိရင်ကျွန်တော်ကူညီပေးလို့လည်းရတယ်ပေါ့နော်ဆက်သွယ်လာပါ